စားထွက်တော့မယ်ဈေးကိုသွားမှာပါဈေးထဲသွားပြီးအုတ်ထုတ်တစ်လုံးဝယ်ခဲ့ပါတယ်ဘက်100ပေးရပါတယ်အုတ်ထုတ်ကစီချက်ရယ်ဝက်တစ်ချီဒီနာစားတော့တွေတော်တော်လေးကိုတန်ပါတယ်အုတ်ထုတ်တွေအင်ဂျီတွေလည်းတော်တော်လေးတန်ပါတယ်ဒီဈေးကစားပြီးဆိုတော့ကိုကြည့်ပတ်ကြည့်မှာဖြစ်ပါတယ်အခန်းတူထိုလမ်ရိုင်မှာကျွန်တော်တို့တစ်စိမ်းလုံးပတ်ကြည့်ပြီးတော့ဒီတောင်ပေါ်မှာရှိတဲ့ဖျားကိုတွက်လှည့်မယ်ဆိုပြီးတော့ထွက်ခဲ့ပါတယ်လမ်းမှာရေတကွန်တွေဖျားတွေတွေ့တာနဲ့ဝင်ကြည့်ခဲ့ပါတယ်ဒီမှာရေတကွန်ပုံစံမျိုးဖြစ်ပါတယ်ဒီနေရာဒီဘောက view တော်တော်မိုက်ပါတယ်ကျွန်တော်တစ်ချက်ပြမယ်ရေတကွန်လေးဟိုမှာဒီညဟို hiking လုပ်ချင်တဲ့လူတွေဒီမှာလာပြီးတော့လုပ်ပါတယ် hiking တောင်တက်ချင်တဲ့လူတွေညနေဟိုအပေါ်တက်သွားလို့ရပါတယ်ဒီမှာဆိုလဲတင်ညားတွေရေဆော့နေပါတယ်ချင်းမိုင်လာပြီးတော့တောင်တက်ချင်လူတွေအတွက်ဒီနေရာတော်တော်လေးကိုအဆင်ပြေပါတယ်တောင်တက်သမားတစ်ယောက်ဆင်းလာပါပြီမော်ရီစစ်စစ်ကိုကတော့ကျွန်တော် view point ကိုရောက်နေပါတယ်လေထူကတော့ဒီနေ့တော့ညညံတော့တိတ်ပြီးတော့မမြင်ရအောင်ဖြစ်နေပြီဗျဒါကြီးကတော့ချင်းမိုင်မြို့ပါဒီထိုင်းဘက်ကဟိုသုံးမီးတွေချိုးတော့ဒီတိတ်ပြီးတော့မမြင်ရအောင်ဗျ view point ကဲတော့မကဲအခုကျွန်တော်ရောက်ရှိနေတဲ့နေရာကတော့ထိုင်းနိုင်ငံချင်းမိုင်မြို့ရဲ့အထင်ကရနေရာတစ်ခုဖြစ်တဲ့ Wat Phratat Dry ဆုထက်ဖျားကျောင်းပဲဖြစ်ပါတယ်ဒီဖျားကျောင်းဟာ Dry ဆုထက်တောင်ပေါ်မှာတည်ရှိပြီးနှစ်ပေါင်း600ကျော်တမိုင်းရှိတဲ့ဖျားစေတီကျောင်းပဲဖြစ်ပါတယ်ဒဏ်ရာရီရပြောမယ်ဆိုရင်အဖြူရောင်စင်တကောင်ကဒီဗုဒ္ဓဓာတ်တော်ကိုတောင်ပေါ်ကိုတည်ဆောင်လာခဲ့ပြီးတော့ဒီနေရာမှာဖျားကျောင်းတည်ခဲ့တယ်လို့ယုံကြည်ကြပါတယ်အခုဆိုရင်ရွှေရောင်စေတီနဲ့လှပလာတဲ့ချင်းမိုင်မြို့ချုခင်းတွေကြောင့်ကဘာလက်ခီးတွားတွေမဖြစ်မနေလာရောက်လည်ပတ်တဲ့နေရာတစ်ခုဖြစ်နေပါပြီဒီနေရာနာမည်ကြီးပါတယ်ခီးတွားတွေလည်းအများကြီးလာကြပါတယ်ဒီနေရာတော့အပေါ်တက်ကြည့်မှာပါဒီဘက်တော့ဟိုရွာဖြစ်ပါတယ်အခါရွာအခုတော့ကျွန်တော်တို့ KBC မှာဖြစ်ပါတယ် KBC ကတယောက်ကိုဘတ်20ပေးရပါတယ်ဒီအများကြီးပဲတန်းစီနေပါတယ် KBC ကိုမိုင် KBC ရစတက်နေပါပြီအပေါ်ဒီဘက်လည်းတက်နေပါတယ် KB နဲ့ဟိုတော့ရောက်လာပါပြီတော့ထားမိုက်ပါရဲ့ဒီနေရာနိုင်ငံခြားသားတွေကြီးသွားတွေလာတာရမ်းများပါတယ်အင်္ဂလိပ်တွေကိုတမိုင်းအကြောင်းကိုရှင်းပြနေပါတယ်မိုက်ပါတယ်တော်တော်လေးကတာမတန်းကြီးငါတော့အမတ်တရားတွေရေးခဲ့တဲ့နေရာပေါ့ကျွန်တော်လည်းဒီမှာအမတ်တရားလေးရေးခဲ့မှာဖြစ်ပါလေဒီမှာစူတောင်းနေကြပါမယ်သူတို့အဲ့ဒါကိုခလောက်ပါတယ်ခလောက်ပြီးတော့ဒီထွက်လာတဲ့ဟာကို
ကန်ဂျမာကိုသူတို့ဖတ်ပါတယ်သူကနမိတ်ဖတ်တာပေါ့နော်ညာလေးတော်တော်မိုက်ပါလေဒီဘက်ကတော့တောတောင်နေမြင်ရပါတယ်ဒီဘက်မှာဒီမှာထိုင်ရတော်တော်လေးအေးပါတယ်ဒီကောင်းလေးတန်းလေးလေးရရှင်းမိုင်မျိုးမြင်ရတာတော့မသိဘူး view point ကိုတွားနေပါတယ်ဒီမလေးကြီးတကုန်းလေးရှိပါတယ်ဟောငါကြီးပဲတော့ရှင်းမိုင်မျိုးကြီးပါမြင်ရလားတော့မသိဘူးဗျ view point လည်းကြည့်ရတိတ်ပြီးတော့မမြင်ရဘူးဗျလေကတော့တိုက်ပါတယ်ဒီမှာအေးအေးလေးနဲ့တခုဆိုတာ view မမြင်ရတာပဲဒီဖျားဘုံကမြန်မာတွေအများကြီးပဲလဲကြပါတယ်ကျွန်တော်မြန်မာတွေနဲ့စကားပါညာနည်းနည်းပြောပြီးတော့ထွက်လာခဲ့ပါတယ်ဟောတော့ကြည်ပဲစီးပြီးတော့အောက်ကိုပြန်ဆင်းမှဖြစ်ပါတယ်ကြည်ပဲတက်လာပါပြီဟောတော့ကျွန်တော်တို့မြို့တဲကို